မင်္ဂလာပါကျွန်တော်ဂျူနီယာပါအမှန်တော့ DeFi channel မှာကြိုဆိုပါရစေဒီနေ့မှာတော့ crypto trading or investing လုပ်တဲ့အခါရှောင်ရမယ့်အမှား6ချက်ကိုပြောပြသွားမှာဖြစ်ပါတယ် cryptocurrency မှာ trading or investing လုပ်တဲ့အခါ data ပေါက်အနေနဲ့အများအမှားလုပ်လို့ရှိပါတယ်ဒါလေးတွေဒီထားရအောင်ဒီနေ့မှာတက်ဆက်ပြလိုက်ပါတယ်နံပါတ်1လောဘစစချင်း crypto လောကလည်းရောက်တာနဲ့3လအတွင်းချမ်းသာလောက်ရမယ်ဆိုတဲ့လောဘစိတ်နဲ့ဝင်လာကြတာများပါတယ်အဲဒီစိတ်နဲ့ပဲတစ်ခုခုဆိုအကျုံးလွယ်ပြီး invest လုပ်ရှိကြပါတယ်ဒါကြောင့်ချက်ချင်းငွေရရမယ်အများကြီးရှားရမယ်ဆိုပြီးလောဘတတာမကောင်းပါဘူးဒီနယ်ပယ်က long term fee လေးပါဒါကြောင့်စိတ်မလောပဲအကြောင်းစုံလေးလာဖို့လို့လို့တဲ့အမြဲ nash ဆွနေဖို့လည်းလိုပါတယ်နံပါတ်2ကတော့ YouTuber တိုင်းကပြောတာတွေမယုံပါနဲ့တချို့ YouTuber တွေကဘဲကွိုင်းဝယ်သိမ့်ပြီးဘာညာဆိုပြီးအုပ်စုလိုက်ပြောနေလေရှိပါတယ်ဒါပေမဲ့သူတို့အဲ့လိုပြောနေတာတွေအများစုကသူတို့ပတ်စံယူပြီး promotion ဆင်ပေးသလိုဝိုင်းတွေကိုညွှန်ကြားပေးကြတာများပါတယ်သူတို့ကိုယ်တိုင် research လုပ်ပြီးတင်ဆက်တာတွေအမှန်တရားပြောပြတာတွေရှားပါတယ်တချို့ဆို scam လုပ်တာတို့နေနေပေါင်းစုံနဲ့လုပ်နေတာတွေအများကြီးရှိပါတယ်ဒါကြောင့်လူတစ်ယောက်က point တစ်ခုခုအကြောင်းပြောပြီးဆိုရင်လက်စိဖိတ်နေုံပဲကိုယ်တိုင်ဖြစ်နိုင်လားဟုတ်လားဆိုတာကို research လုပ်ပြီးမှဝယ်တာအကောင်းဆုံးပါနံပါတ်3ကတော့ဈေးသက်နေခြင်း point ဝယ်ပါနဲ့ဘာလို့လဲဆိုတော့ဖန်ပင်းဖြစ်နေခြင်းတော်တော်များများဟာဒီထက်ဈေးတက်မှာပဲငါခုဝယ်လိုက်မယ်ဆိုပြီးဝယ်လိုက်ပေမဲ့ရုတ်တရက်ဈေးထိုးကျသွားတာတို့ဘာလို့ဆိုပတ်ဆက်တက်ထုတ်ရခက်ပါဆာလို့ရမှမသိတိုက်ပတ်သွားတတ်ပါတယ်နံပါတ်4ဘယ်တော့မှဖန်နစ်ဆယ်မလုပ်ပါနဲ့ coin တစ်ခု$10နဲ့ဝယ်ထားပြီးရုတ်တရက်$7ကျသွားတဲ့အခါလန့်ပြီးပြေအောင်လေးရှိကြပါတယ်အဲ့လိုရောင်းပြီးနောက်9ရက်နေရင်အဲ့ဒီ coin ကအဲ့ထက်နှစ်ဆဈေးပြန်တက်နေနိုင်ပါတယ်ဒါကြောင့်အရင်ပန်းနေဖြစ်ပြီးသုံးတာမျိုးမလုပ်ပါနဲ့နံပါတ်5ဈေးပေါ်တဲ့ cheap altcoin တွေအများကြီးမဝယ်ပါနဲ့ cheap coin တွေဟာ supplier တွေညားလေးရှိပြီးတော်ရုံဈေးတက်လေးမရှိပါဘူးလူတစ်ယောက်ကို$9နဲ့ coin 5ခုဝယ်မလား$9နဲ့ဈေးကြီးတဲ့ coin တစ်ခုဝယ်မလားဆိုရင်ဈေးပေါ်တဲ့5 coin ကိုပဲဝယ်စုလေးရှိကြတာလူတွေရဲ့ mindset ပါအမှန်တော့ဈေးကြီးတဲ့ coin ဟာချက်ချင်းတက်နိုင်တဲ့ cheap coin က market အချင်းကြားရပ်တန့်ပြီးတက်လေသိမရှိပါဘူးဒီတော့လုံးဝ investment မလုပ်ပါနဲ့မဝယ်ပါနဲ့မဆိုပါဘူးဝယ်လို့ရပါတယ်ဒါပေမဲ့ပတ်စံအကုန်အဲ့လို coin တွေအများကြီးမဝယ်ဖို့လိုပါတယ်နံပါတ်6ကို invest တဲ့ဟာတွေကိုလူတိုင်းစီလိုက်မပြောပါနဲ့ကိုကစေနာနဲ့ဒီလို coin တွေဝယ်လို့ရတယ် invest လုပ်ရတယ်လိုက်အကြံပေးပြီးတကယ်ချင်းတွေစီပြောပေးမဲ့သူတို့စိတ်ထဲမယုံသလိုဖြစ်နိုင်သလိုကိုယ်စကားကြောင့်မဝယ်တဲ့နာတွေမကျွမ်းကျင်ပဲလိုက်လို့ရင်အမှားများပြီးချင်းနေဆိုးသွားနိုင်တဲ့လူလည်းရှိပါတယ်တကယ်ချင်းတယောက်ကစိတ်ဝင်စားလို့မေးတဲ့အခါအကြံပေးရှင်းပြလို့ရပါတယ်ဒါပေမဲ့သူတို့ကို push လုပ်ပြီးဒါဒီလိုဝယ်လိုက်ဒီလိုလုပ်လိုက်အရင်ဆုံးမလုပ်ခိုင်းမိဖို့တော့အရေးကြီးပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကကြိုးရှိတယ်ဆိုရင် like နဲ့ subscribe လုပ်ပေးပါခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ